Finnish manuscript ဆိုတဲ့ Finnish လက်ရေးစာမှုရဲ့အကြောင်းကိုပြောပြသွားပါမယ်။ဒီလက်ရေးစာမှုကရာစုနှစ်ပေါင်းများစွာတိုင်အောင်ကမ္ဘာအကြီးကျယ်ဆုံးဗဟေလိတွေကတစ်ခုဖြစ်တည်ရှိနေခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့အကြောင်းကိုအသေးစိတ်ပြောပြပေးသွားပါမယ်။သူကလေတရေပါတစ်ခုအပေါ်မှာရေးသားထားခဲ့တာဖြစ်ပါတယ်။ခန့်မှန်းခြေအားဖြင့်ဆိုလို့ရှိရင်6လက်မ6လက်မရှိတယ်။စင်တီမီတာနဲ့ဆိုရင်တော့23စင်တီမီတာ15စင်တီမီတာရှိတယ်။သေးငယ်ပြီးတဲ့လက်ကင်စာအုပ်အရွယ်အစားဖြစ်တယ်ပေါ့နော်။လက်ရှိမှာတော့ဒီစာအုပ်ကကျန်ရှိနေတာကစာမျက်နှာအားဖြင့်ဆိုရင်240မျက်နှာစာရွက်အားဖြင့်ဆိုရင်တော့120အရွက်120ရှိတာပေါ့နော်တချို့စာရွက်ကလေးတွေလည်းပြောင်းနေတယ်လို့ယူဆရပါတယ်ဒီတရေချက်ပေါ်မှာရေးသားထားခဲ့တဲ့မှင်ရဆိုလို့ရှိရင်တဘာဝရတဲ့မှင်တွေဖြစ်တဲ့ရောင်စုံစိုးစီးတွေနဲ့ရေးဆွဲထားပြီးတော့ပုံတွေလည်းပါတယ်ပုံတွေကလည်းလက်ရမြောက်တယ်ဒါပေမဲ့လည်းအရန်ကိုရိုးရှင်းတဲ့ပုံလေးတွေဖြစ်တယ်လို့ဆိုပါတယ်ဒီစာမှုရဲ့တက်တန်းကတော့15ရာစုအစောပိုင်းအထူးသဖြင့်ဆိုရင်1404ခုနှစ်1438ခုနှစ်ကြားအဲ့ဒီမှာရေးသားခဲ့တယ်ဆိုတော့ဒီကာဗွန်တက်တန်းကိုတိုင်းတာမှုတွေအရာသိရှိရပါတယ်ဒီစာမှုထဲမှာဆိုလို့ရှိရင်သင်္ကေတစလုံးအခရာပေါ့နော်20ကနေ25လုံးလောက်ရှိပြီးတော့အဲ့ဒီဟာကိုပဲပတ်ပြီးတော့ရေးထားတယ်အဲ့စလုံးတွေကို Voynich-Jesus လို့အလွယ်တကူခုခေတ်မှာခေါ်နေကြတယ်ပေါ့လေဒီစာတွေကိုကြည့်ရတာကဘာသာစကားနဲ့မှမတူဘူး Latin Greek ဒါမှမဟုတ်တခြားဥရောပဘာသာစကားတွေအဲ့ဒီခေတ်တွေတော့ငါထွန်းကားခဲ့တဲ့ဘာသာစကားတွေနဲ့လုံးဝမတူတဲ့အပြင်ကိုတခြားဘယ်သူမှမသိတဲ့စလုံးတွေဖြစ်နေတာပေါ့နော်မသိတဲ့လူမရှိဘူးပေါ့ဒါပေမဲ့လေအဲ့ဒီစာသားတွေကလို့ကြုံရကြပန်းရှောက်ရေးထားတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးသူကဒီလူတွေရေးတဲ့ဘာသာစကားတစ်ခုရဲ့စီးမြင်နေရှိရမယ့်အတိုင်းပေါ့နော်သူကစလုံးတိုင်းမှာအဲ့လိုရှိတယ်တိကျတဲ့စနစ်တွေရှိတယ်တချို့စာလုံးတွေကစကားလုံးတွေရဲ့အစမှာရှိတယ်တချို့တွေကကြတော့တချို့စလုံးတွေကကြတော့အဲ့လိုစာကြောင်းရဲ့အဆုံးမှာရှိတယ်ဥပမာဒီဆိုလို့ရှိရင်ဒီမနက်ဆိုလို့ရှိရင်ကျမတို့ဒီကအရှိမှာရှိတယ်ပေါ့နော်ပြီးကြလို့ရှိရင်ဖြစ်ခဲ့ဒီဆိုရင်ဒီကအနောက်ဆုံးမှာပါတယ်အဲ့ဒီလိုပဲအဲ့စလုံးအဲ့ရေးထားတဲ့စာတွေထဲမှာဆိုလို့ရှိရင်လည်းအရှိမှာပါတဲ့ဟာလည်းနောက်မှာပြန်ပါရင်ပါတယ်ပေါ့စာအုပ်ထဲမှာပါတဲ့စာတွေကိုခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုလို့ရှိရင်ကဏ္ဍ6ခုတွေ့ရတယ်လို့ဆိုပါတယ်အဲ့ဒါတွေကတော့ပထမဦးဆုံးကတော့ Havel ပေါ့နော်ဒီယုခဗေဒနဲ့ဆိုင်တဲ့အပိုင်းကိုတွေ့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်ပုံတွေလည်းပါတယ်ပုံတွေကဘယ်လိုပုံနေလဲဆိုတော့ဒီလက်ရှိကျမတို့ဒီကဘာမှာမတွေ့ဘူးသေးတယ်စိတ်ကူးရင်အပင်ပုံ100ကျော်တောင်ပါတယ်လို့ဆိုတယ်အဲ့ဒီပုံတွေတိုင်းကိုလည်းအသေးစိတ်ရေးဆွဲထားပါတယ်တဲ့ကြည့်ရတာကတော့ဒီဇေဝဗေဒဆိုင်ရာအပင်ကျန်းတို့မှော်ပညာဒါမှမဟုတ်လို့ရှိရင်လည်းစေးဖော်ဆက်နေတဲ့လမ်းညွန်ပေါ့နော်အဲ့လိုပုံစံဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ astronomy ကနက္ခဗေဒနဲ့ဆိုင်တဲ့အပိုင်းဖြစ်တယ်ဘာလို့လဲဆိုတော့သူကအဲ့ဒီမှာဆိုပုံရပါတယ်လဲဆိုတော့နေလာကျဲရာသီခွင်သင်္ကေတတွေအထူးသဖြင့်ဒီရာသီခွင်12ခုရဲ့သင်္ကေတတွေကိုပုံစံလေးတွေနဲ့ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်ကြည့်ရတာကတော့ဘေးရင်ဟောစရန်ဒါမှမဟုတ်ရင်စัจ java လာကိုအိုးရှိခေတ်တုန်းကမြင်ခဲ့ရတဲ့ပုံစံမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ biologicalပေါ့လေဇီဝဗေဒနဲ့ဆိုင်နေရှုပ်ထွေးတဲ့ပိုက်တွေပျော်နေနဲ့ဆက်နေတယ်ပြီးတော့ရေကန်တွေမှာမျိုးသမီးငယ်ရေချိုးနေတဲ့ပုံတွေအဲ့ဒါတွေကိုအသေးစိတ်ရေးဆွဲထားတယ်ဒါကတော့ကျမကြီးရောပြီးတော့မျိုးပွားခြင်းဒါမှမဟုတ်ရေချိုးကူထုံပေါ့နော်အဲ့လိုစာရချက်နဲ့ပတ်သက်ပြီးရေးထားတာဖြစ်နိုင်တယ်လို့ယူဆကြတယ်နောက်တစ်ခုကကြတော့ cosmological ဒါကတော့စัจ java လာဆိုင်ရာဖြစ်သွားပါပြီသူကလို့အရန်ကိုစမ်းကြဲတဲ့ဆက်ဝိုင်းပုံစံတွေပါတယ်ဇယားတွေပါတယ်ပေါ့နော်စัจ java လာရဲ့ဖြစ်စဉ်တွေကိုကိုစားပြုတဲ့သင်္ကေတလို့ယူဆကြပါတယ်နောက်တစ်ခုကတော့ pharmaceutical စေဝဗေဒနဲ့ဆိုင်တာဖြစ်ပါတယ်အဲ့ဒီမှာကတော့အပင်ရဲ့အစိတ်ပိုင်းတွေအမြစ်တွေနဲ့ဆေးပစ္စည်းတွေထည့်ဖို့ဦးငယ်တွေပလင်းငယ်တွေပုံတွေကိုလည်းရေးဆွဲထားခဲ့တယ်ဒါကိုကြည့်ရတာကတော့ဆေးဖော်ဆက်နည်းတွေနဲ့ဆေးဝါးတွေကိုပြင်ဆင်ပုံကိုညွှန်ကြားထားတာဖြစ်လိမ့်မယ်လို့ယူဆရပါတယ်နောက်တစ်ခုကတော့ recipe ဖြစ်ပါတယ်နောက် task တွေပေါ့နော်အဲ့ဒါတွေကကြတော့စာပိုက်တူတွေနဲ့စက်တက်ရေးသားထားတဲ့နောက်ဆုံးအပိုင်းပဲဖြစ်တယ်အဲ့ဒီမှာတော့ဆေးညွှန်းတွေအကြံပြုချက်တွေတခြားလျှို့ဝှက်ချက်တွေဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်ခဲ့ကြပါတယ်ကြည့်ရတာကတော့ဒီစာတွေကလျှို့ဝှက်စာပေါ့စာဝှက်စနစ်နဲ့လျှို့ဝှက်ရေးထားခဲ့တဲ့
စာတစ်ခုလို့ယူဆကြတယ်ဥပမာဆိုလို့ရှိရင်လက်တင်ဒါမှမဟုတ်အီတလီကိုရှေးခေတ်စာဝတ်စနစ်တွေနဲ့ဝတ်ထားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီစာဝတ်စနစ်ကိုဒီအခုလက်ရှိပေါ့နော်ဒီစစ်ပိုင်းဆိုင်ရာအစိုးရတွေစစ်အစိုးရတွေအသုံးပြုခဲ့တဲ့စာဝတ်ပညာရှင်တွေတောင်မှပဲဒီဟာကိုမဖော်ထုတ်နိုင်ခဲ့ဘူးနောက်တစ်ခုကဥရောပမှာအသုံးမများတယ်ဒါမှမဟုတ်ပျောက်ဆုံးနေပြီဖြစ်တဲ့ဘာသာစကားတစ်ခုကိုစကားလုံးအသစ်တွေနဲ့ရေးသားဖော်ပြထားတာလည်းဖြစ်နိုင်ပါတယ်15ရာစုကလေးကတစုံတဦးကရေးသားခဲ့တဲ့အဓိပ္ပာယ်မဲ့ဒါမှမဟုတ်ရင်လှည့်စားမှုတစ်ခုဖြစ်တယ်လို့ပညာရှင်အများစုကတော့ယူဆကြပါတယ်တချို့ပညာရှင်တွေကလည်းဗာပြောလဲဆိုတော့ဒီစာမူကတူတယောက်တည်းရေးထားတာမဟုတ်ဘူးနှစ်ဦးဒါမှမဟုတ်သုံးဦးကရေးသားခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ဘာသာဗေဒဆိုင်ရာစစ်ဆေးမှုတချို့ကလည်းညွှန်ပြခဲ့တယ်ပေါ့လေဆိုတော့လက်ရှိမှာတော့ဒီ Voynich manuscript ကိုAI ရဲ့နည်းပညာတွေနဲ့အဖြေရှာဖို့လည်းလက်ရှိမှာကြိုးစားနေတဲ့သမိုင်းဝင်ဗဟေလိတစ်ခုဖြစ်သူကတည်ရှိနေတယ်ပေါ့နော်အခုတော့ဒီ Voynich လက်ရေးစာမှုကို American ပြည်ထောင်စု Connecticut ပြည်နယ်မှာရှိတဲ့ Yale တက္ကသိုလ်မှာထိန်းထားရှိခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီစာမှုကိုအကျဉ်းပေါ့ဖတ်ကြည့်ခြင်းနဲ့ကြည့်ကျင်တယ်ဆိုလို့ရှိရင် link ကိုကျွန်မ comment မှာထားပေးထားပါမယ်အဲ့ဒီ link ကနေဝင်ရောက်ကြည့်ရှုလို့ရပါတယ်ဒီ script ကိုတွေ့ရှိခဲ့တာကတော့ရောမမြို့အနီးအီတလီနိုင်ငံ Frascati မြို့မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Mondragon College လို့ခေါ်တဲ့ဂျီဆုရတ်ဘုန်းတော်ကြီးကျောင်းကစာကြည့်တိုင်းမှာ1912ခုနှစ်တုန်းကစာအုပ်အယောင်ဝယ်သမားတစ်ယောက်ဖြစ်တဲ့ Wilfrid Voynich ကရှာဖွေတွေ့ရှိပြီးတော့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ Voynich manuscript ရဲ့အကြောင်းကိုလာရောက်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။ကောင်းသောညလေးဖြစ်ပါစေရှင်။